ကြတော့အိမ်မှာ2ယောက်ကဆရာနှစ်စုပေါ့နော်သူလဲသူ့လောကထဲမှာဆရာကိုလဲကိုလောကထဲမှာဆရာဆိုတော့2ယောက်ကလုံးဝတပည့်မခံဘူးအဲ့တော့လာသာပို့တယ် तू ကအမကိုတော်တော်နှိမ်သွားတယ်လို့အဲ့ဒီမှာခံစားလိုက်တာအဲ့ကလေးကညှိုးထားတယ်သူ့ကိုငါရအောင်ပို့မယ်ပေါ့နော်အပြီးတော့ထီ तू ကငါ့ကိုလာမပို့နဲ့တော့ဒီတင်တန်းနေငါတက်ဆရာလုံးဝမလုပ်ဘူးတဲ့ငါနဲ့တဲ့အဲ့ဒါနဲ့ဘာမှမဆိုင်ဘူးတဲ့ငါတဲ့အဲ့ဒီတဲ့ပဲတဲ့တိလားဆရာမျိုးသမီးကိုကျေးဇူးတင်ပါတယ်သင်တန်းတွေမတက်တာ10စုနဲ့2စုလောက်ရှိတယ်ကိုဆရာပြောသလိုမန်တက်ခုချိန်မှာထိုက်လျောက်အောင်မြင်ပြီးသူတယောက်ကနောက်တစ်ချိန်မှာအကြီးကျယ်တဟုန်တို့မပြောင်းလဲစရာအကြောင်းကိုမရှိဘူးဆိုဒိန်းနေဆိုဟာဘာတွေဖြစ်ကုန်လာလဲမသိဘူးအဲ့ကနေစပြီးတော့ तू ကကျွန်တော်ဘေးနားမှာထိုင်တယ် तू ရမ်းကျွန်တော်ကိုကြည့်ပြီးအခုဘာတွေဖြစ်နေဘာဖြစ်လို့မျက်လုံးတွေပြောင်းသွားလဲဘာဖြစ်လို့မျက်နှာတွေပြောင်းတော့ဘာဖြစ်လို့ရမ်းတွေပျော်နေရရမ်းတွေအဲ့ဒီမှာကျွန်တော်ရဲ့ goal တွေကျွန်တော်ဒီရှေ့လုပ်ရမယ့်လုပ်ငန်းစဉ်တွေလုံးဝ breakthrough ဖြစ်သွားတာပေါ့လုံးဝအဲ့ဒီမှာအဲ့ကျန်တဲ့2ရက်ကလေကျွန်တော်ဘာလုပ်ရမလဲဒီရွယ်ချက်တွေနဲ့နောက်မှကျွန်တော်ပတ်စံရှာနေကျွန်တော်ဘာမှလည်းမသိဘူးတက်တဲ့ရွေးချက်ကတော့ coach တယောက်ဖြစ်ချင်လို့ပေါ့နော်ဒီနှစ်ပိုင်းလေးမှာလုပ်ငန်းတက်ပြီးတော့ကိုယ့်ရဲ့ customer market လေးဖွဲ့ပေးလာတယ်ပေါ့လုပ်ငန်းလေး product ကို live လာအဲ့ဒါလေးကိုကျွန်တော်အဖြေရှာခြင်းလို့စစ်နဲ့ပိုက်ဆက်အိမ်ဆောက်ပစ္စည်းရောင်းပါလဲဆရာโอเคဆိုင်ခွင့်နဲ့တက်တဲ့ကတော့10နှစ်လောက်ရှိပါပြီဒါပေမဲ့မတိုးတက်လာဘူးပေါ့နော်အဲ့တို့အကြံပေးဖို့ဆိုရင်ကောင်းဟင်းရဘယ်လိုဖြစ်နေလဲကျွန်တော်အဆင်ပြေနေဖို့လိုရယ်ဒီပြီးတက်တယ်သိပြီးတော့ clarity မဖြစ်ဘူးဆရာအားကြောင့်ကျွန်တော် PPC တွေကိုဆက် join တာပေါ့ဆရာအခုတော့လိုချင်တဲ့စတန်ချမဲ့ပေါ့ strategy တွေရတယ် marketing strategy တွေကိုမြင်ရှင်းလင်းလာတယ်ပေါ့သိန်းတစ်သောင်းပလန်တော့တော်တော်ပွင့်သွားတယ်ကျွန်တော်အိုင်တန်များတော့ဘေး product ကိုဦးစားပေးပြီးတော့ဘယ်လိုမျိုးရအောင်လုပ်မလဲဆိုတဲ့ဟာကိုရသွားတယ်အိုင်ဒီရဲ့ product တွေကိုဘယ်လိုမျိုးရောင်းထွန်းအောင်လုပ်ရမလဲဆိုတဲ့ဟာကိုလည်းပွင့်သွားတယ်ကုမ္ပဏီရဲ့ vision mission တွေ10နှစ်စာ9နှစ်စာ3နှစ်စာ2နှစ်စာနောက်ဆုံးနောက်လာမှာဘာလုပ်မလဲရအစအကုန်လုံးရေးပြီးတော့ဖြစ်တဲ့အတွက်ဒီလမ်းကြောင်းတိုင်းသာသွားမယ်ဆိုရင်ကိုယ့်ရဲ့လမ်းကြောင်းကိုကောင်းကောင်းကြီးရှောက်ရဲသွားပြီပေါ့ဆရာဟုတ်ကဲ့